မင်းတို့ကွန်မန့်တွေကိုတုံးတော့ဆိုငါဘာမှမပြောတော့အခုကတခါလာလဲဘရာသာကိုကြိုက်လို့ဖင်လို့ခဲ့တယ်ဘရာသာကိုကြိုက်လို့ဖင်လို့ခဲ့တယ်မင်းတို့အင်္ဂလိပ်စကားကိုမပြောတတ်နဲ့မရေးတတ်နဲ့မရေးနဲ့မင်းတို့အခုကဖင်လို့တာများတယ်လာလို့လားလာလို့လားမင်းပြီးရင်ငါအလှည့်နော်အေးငါပြောပြီးသားငါညာမှာတော့မဟုတ်ဘူးမင်းတို့အမှကြည့်မင်းတို့စောက်လောကကြည့်အမှအဲ့ဒါမင်းတွေ့လားအဲ့လိုကောင်းလို့ဆိုလန့်မင်းနဲ့ဟိုကောင်ထိုင်းနော်ထိုင်းလို့ကြီးအကောင်ပြောတာတနက်လေဒီမှာစောင်းမကြောက်မတော့ဘူးမှာရော့ပြီးသွားပြီပြီးရောက်အမှသူ့လူနှစ်ယောက်ထပ်ပြီးတော့တက်လာခြေတန်းနားထောင်မြင်ရလဲပြစ်မမြင်ရလဲပြစ်ကြိုပြစ်နော်ကြိုပြစ်မှနိုင်မှာမင်းတို့ကြိုပြစ်ဟိုကောင်ရှော့ကန်နဲ့မင်းတို့ဖင်ချမှာအမှငါတို့ထိုင်းလို့ဆောင်းတာပိုကြီးကောင်းတယ်အဲ့လိုကြိုင်နော်ထိုင်းလို့ဆော့ပါရော့ရပြီဒါပဲဟိုနောက်တယောက်ခြေတန်းနဲ့ဝေးသေးတယ်နော်လောမနေနဲ့ UMB ကြီးသွားဖြည့်ပဲညာကြီးတခါလဲဟိုအပိုင်းတီးရတာဒါပဲပြီးတော့မင်းတို့ဟိုကစောက်ရမ်းအမေးများတယ်ဘရန်လေးကအဝေးမရောက်ဘူးလို့အဝေးရောက်မပြစ်မှာတော့ဘလို့အဝေးရောက်မှာတော့အမပြမကြည့်နော်ဒါအဲ့ကောင်ကဂရန်လေးပြစ်တော့ပြမယ်နော်အမဂရန်လေးကင်လိုက်မယ်ဆွဲရတယ်အမတွေ့လားဘေးနာမျက်လုံးလေးတွေ့လားမျက်လုံးလေးကိုအောက်ဆွဲချပြီးတော့ပြက်ကိုယ့်ရဲ့ဖုံးကိုအပေါ်ထောင်ပြီးပြက်နော်တွေ့လားအဲ့လိုလေးပြက်လွယ်လေးကိုတက်လေဟိုကောင်ပြက်တယ်ရောက် surprise motherfucker ပဲလာမလို့နဲ့လက်ထပ်ပါကင်ထားရှော့ကမိတ်လည်းမဟုတ်ရောက်အခန်းလေးတွေပါလေဝင်မယ်ဆိုလဲတေချာစစ်နော် KTV ကမဟုတ်ဟိုမှာတွေ့ပြက်ခြေတန်းနားထောင်ပြက်အကောင်လည်းပဲကြံမှာဆိုတိုက်ပွဲပြောပဲတောက်သွားလိုက်တော့မနှစ်ယောက်လုံးတော့ရရင်ခြေရတွေ့ပြီမှာခြေရတွေ့ပြီဆိုတေချာအကောင်ကန့်တယ်ငါတိအစိုးကြီးတဲ့အကောင်ငါသတိထားပြီရောက်အမအဲ့လိုလေးတွေလှအမခြေတန်းတဲ့ကောင်ဆရာကြီးဂရန်လေးဆွဲလိုက်တယ်အကောင်တက်လာမလားလို့ပြေးဝင်လာရင်စောက်ခေါက်ယူတဲပြီးတီးမှာမပြေးဘူးဒီကောင်လည်းပါတယ်အဲ့တော့ဒီကောင်ကောက် granite ထဲမှာအကောင်ဘောကိုအာယုံရောက်သွားတဲ့အချိန်မှာငါဘတ်ဆိုက granite ဆွဲလိုက်တယ်။ဟောတွေ့လား။ဆွဲတဲ့နေရာမှာနေတီရောတွေ့လားအကောင် granite နဲ့။အဲ့တော့ငါတို့ granite ဆွဲတာဟိုကောင်မသိဘူး။အကောင်ပြန်တက်လာမှရော့ကွက်တိ။ဒါပဲ။ပြီးပြီ။ဒါကြောင့်ငါဟိုဘက်ဒီဘက်ကငါလိုက်ပစ်တာဘောကသိမလားဆရာကြီးလို့ပြောနေလိုက်ပစ်တော့ငါတကောင်ပဲကြံတယ်ပြောအောင်ဆရာကြီးတကောင်။အဲ့ဒါသူ့ကပြန်ပြီးတော့စိတ်ခိုင်းလိုက်သေးတယ်။ငါရိုးတန်း chicken မျိုးငါပြန်စိတ်ခိုင်းလိုက်တယ်။ပြီးကြမှာငါတို့ယောက်ျားချင်းဖြည့်ရှင်းတဲ့နီလန်းနဲ့ငါတို့ထိုးမယ်လာမင်းရဲ့ငါကြားချပြီးထိုးမယ်ဆိုတဲ့အချိန်မှာငါတို့ထိုးကြအောင်ရော့ခွတ်ချောင်းမဲမဲစပါငါလုံးမသားမပြေးနဲ့ငါလုံးမသားရောက်တင်းတိကြရတာမဲမဲစပါဟဲ့မပြေးနဲ့မဲမဲစပါရော့တိတ်တော့ငါကောင်တစ်ချက်ပဲမဲမဲစပါရော့